မာပြည်ကတော့တော်တော်တိုးတက်အောင်ပါငါလေးလာကြည့်ခဲ့တာအခုဘုန်းကြီးသင်္ကန်းဝယ်ပြီးတော့တရားဟောတာ25နှစ်ရှိပြီမြန်မာနိုင်ငံမှာဓမ္မဂရိကဆရာတော်တွေပေါ်လုံးလို့အခုငါတို့မြတ်ကြပိတ်တောင်ထားတယ်နော်ဟိုနာမဟောရဒီနာမဟောရကန့်သက်ချက်တွေနဲ့သူမင်္ဂလာဒါတရားဝင်ဘုန်းကြီးမဟုတ်ဘူးနော်ဒီနိုင်ငံတော်သူတို့သတ်မှတ်ထားတဲ့ဥပဒေရဗုဒ္ဓရဲ့အဆုံးအမရတော့ကျုပ်ကတရားဝင်တယ်သူတို့သတ်မှတ်ချက်နဲ့တော့ကျုပ်ကမဝင်ဘူးသူတို့နဲ့ဗုဒ္ဓနဲ့မဆိုင်ဘူးနော်အဲ့တော့အားလုံးသူတော်အောင်လို့သိထားရမှာလိလကြည့်တဲ့လောက်ကတော့ဓမ္မဂရိကဆရာတော်တွေကမြတ်စွာဘုရားရဲ့အဆုံးအမကိုစွမ်းရှိသည်ဖြင့်ဉာဏ်စွမ်းရှိသည်ဖြင့်စိတ်စွမ်းအားရှိသည်ဖြင့်အာသွန်ခွန်ဆိုင်ဟောကြပြောကြဆုံးမကြမလုပ်ကြဘူးလားလုပ်နေကြတာပဲဆရာတော်သမတော်တွေအများကြီးပဲတရားဓမ္မတွေရောတရားမနာဘူးလားနာတာဗောသာဓုနာတယ်နော်တချို့နေရာများဆိုကြိတ်တိုး